အင်အားကြီးတဲ့ပုဂံနိုင်ငံဟာတစ်ချိန်ကမြန်မာပြည်ကိုတစုတစည်းဖြစ်စေခဲ့တဲ့နိုင်ငံတော်ကြီးဖြစ်ခဲ့တယ်။ဖျားစီတီတွေအမြင့်မြင့်တည်ရှိပြီးယဉ်ကျေးမှုနဲ့ဘာသာရေးတောက်ပနေတဲ့အချိန်တွေရှိခဲ့တယ်။ဒါပေမဲ့အချိန်ကာလတဖြည်းဖြည်းလှည့်လာတာနဲ့အမျှအဲ့ဒီအင်အားကြီးနိုင်ငံမှာမမြင်နိုင်တဲ့ပြဿနာတွေစတင်ပေါ်လာခဲ့တယ်။ဘုရင်တွေဟာမတူညီတော့ဘူး။အင်အားနည်းလာပြီးနိုင်ငံကိုထိန်းချုပ်နိုင်စွမ်းလျော့နည်းလာတယ်။နယ်မြေတွေထဲမှာလည်းတချို့ဒေသတွေကအာဏာကိုမနာခံတော့ဘူး။တစ်ချိန်တည်းမှာပဲမြေများစွာကိုသာသနာအတွက်လှူဒန်းထားခဲ့တာကြောင့်နိုင်ငံတော်ရဲ့စီးပွားရေးလည်းတဖြည်းဖြည်းအားနည်းလာခဲ့တယ်။အဲ့ဒီအချိန်မှာအနေရကြီးတစ်ခုအနီးကပ်လာနေခဲ့တယ်။အရှိမြောက်ဘက်ကအင်အားကြီးတဲ့တပ်တစ်ခုမွန်ဂိုကျူးကျော်မှုသူတို့ဝင်ရောက်လာတဲ့အချိန်မှာအတွင်းပိုင်းအားနည်းနေပြီးသားပုဂံနိုင်ငံဟာတော်တော်ကိုခံနိုင်ရမရှိတော့ဘူး။တိုက်ခိုက်မှုတွေတဖြည်းဖြည်းပြင်းထန်လာပြီးအင်အားကြီးခဲ့တဲ့နိုင်ငံတော်ဟာတစင်းပြိုကွဲသွားခဲ့တယ်။နောက်ဆုံးမှာတော့တစ်ချိန်ကထုံးကားခဲ့တဲ့ပုဂံနိုင်ငံဟာတမိုင်းထဲမှာသာကျန်ရှိနေခဲ့တယ်။ဒါပေမဲ့ပုဂံဖျားတွေကတော့ယနေ့ထိမျက်မြင်သက်သေလိုရပ်တည်နေပြီးအင်အားကြီးခဲ့တဲ့အရာတစ်ခုတောင်မတည်တတ်နိုင်ဘူးဆိုတဲ့တမိုင်းတရားကိုပြောပြနေစေပါ။